ဒီဖူအန်ကိုကင်ဘလောကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်တီတီဒီနေ့ကျုပ်ဖောက်ချက်ကြီးရဲ့အဲ့ဒါနဲ့လိုက်ဖတ်တော့တန်တို့ရဲ့ဟင်းညိုရေးချက်ပေါ့နော်ခြံနဲ့တန်တို့ညက်ကြအမေအမြင်ကြီးကိုဖြစ်လို့တော့တီတီတချို့ယူပြီးအမေပေးမိတောင်းမမီနဲ့ခူရတာပေါ့ရှင်အမေအဖျားပိုင်းလေးတွေစုပြီးလုံးဝမရအောင်အရင်အမတော့ဖြစ်ပါနေတို့ငငယ်တုန်းကဖြတ်ဆိုအခုမဖြတ်ခဲ့တဲ့အကျိုးတွေအခုတော့တန်တို့ပညာအရက်ကြီးကိုရှေးလို့တမျိုးတခေါ်ဟင်းလျာလေးချက်ပုတ်ပုံလေးတွေကိုလည်းဆက်လက်ကြည့်ရှုပေးပါအောင်ရှင်ကြောက်ချက်နဲ့ရန်ကောင်းလားလို့အနှစ်လေးနဲ့တစ်ခါစားကြည့်အောင်အနှစ်ရလာပြီမင်းဒီတော့စပင်းနဲ့ချင်းနဲ့အရသာလေးရောရှိကျုပ်ဖောက်ချက်အချင်းချက်ချက်ဖို့အတွက်ပထမဦးဆုံးအနေနဲ့ကြက်သွန်နီလေးတွေကိုအခွန်ခွာရေးဆေးပြီးသားလေးတွေကိုခုလိုပပလေးတွေလှီထားပေးပါမယ်ရှင်ကြက်သွန်ပြူလေးတွေကိုလည်းခုလိုညက်နေအောင်ထောင်းထားပေးပါမယ်ရှင်ဂျင်းလေးတွေကိုလည်းညက်နေအောင်ခုလိုထောင်းထားပေးပါမယ်ရှင်ခုနကလှီးပြီးသားကြက်သွန်နီလေးကိုလည်းညက်နေအောင်ထောင်းထားပေးပါမယ်ရှင်ကျမမကြီးမဲ့ရေဖြော်ထားတာကိုလည်းမပြလိုက်ရဘူးနောက်ကျငရုတ်သီးဖွဲချက်မုတ်လေးကိုလည်းထောင်းထားပေးရမယ်ခုဆိုကျုပ်ဖောက်ချက်ချက်ဖို့အဆင်သင့်ဖြစ်နေပါပြီရှင်ပူလိုက်ဆိုကြက်သွန်နီထောင်းထားတာလေးတွေထက်စနွေးမုံလေးထက်ကြက်သွန်နီလေးရဲလာပြီဆိုကြက်သွန်ပြူထောင်းထားတာထက်ဂျင်းလေးထောင်းထားတာလေးလည်းထည့်ပါငရုတ်သီးဖွဲချက်မုတ်လေးလည်းထည့်ထားပေးပါမယ်ရှင်အနှစ်လေးကြားစေရန်ရေလေးထည့်ထားပေးပါမယ်ရှင်အနှစ်ရေလေးပွက်လာပြီဆိုစားနဲ့ကြက်သားမုံလေးထည့်ဟွာမော်လမြိုင်ငံပြားရေလေးထည့်ကျမစတိုင်အနှစ်ထဲမှာတစ်ခါလေးမကြီးမဲ့ရေလေးပါထည့်အနှစ်လေးတွေကြာလာပြီဆိုရင်ကြက်ဥလေးတွေခုလိုဖောက်ထည့်ပေးပါမယ်ရှင်ဟွာနောက်ပိတ်ဆုံစီးပြန်လာပြီဆိုငရုတ်ကောင်းလေးအုပ်ချလို့ရပါပြီရှင်အခုဆိုစားချင်းစပွဲကြက်ဥဖောက်ချင်းချက်ကြီးရပါပြီရှင်ဟင်းညူရီလေးကိုတော့ရိုက်မပြပေးလိုက်ရဘူးရှင်အဲ့လိုမျိုးပေါ့နော်ရင်းနှီးပွက်ပွက်ဆူထဲမှာဂျင်းကျက်တုပ်ကျက်တုပ်လေးထက်အဲ့ဒါမျိုးဖွက်ကနေဆိုရင်တန်းလုံးဟင်းရွက်လေးတွေခက်စားချက်တာမဟုတ်ခက်ခုလိုကျက်တုပ်မေးလေးခက်လိုက်ပြီဆိုရင်တန်းလုံးဟင်းညူရီလေးရပါပြီရှင်ခုဆိုရင်စားချင်းစရာကျုပ်ပေါက်ချင်းချက်ကြီးရေတန်းလုံးရဲ့ဟင်းညူရီကြီးရေငပိရစီတက်ကြီးရေရရှိပါပြီရှင်အားလုံးပဲသုံးဆောင်ကြပါအောင်ရှင်ညူရီစားပါနော်အဖေပြောပြမယ်အဖေပြောပိတ်စေကာမကဒီမှာဆန်လိုက်ပြီနော်အပီးပြောဒီမှာအပီးပြောကျုပ်ဟပ်ရာချက်အမေချီဟဟင်းရတော့ပြီးမှတောက်ရတော့မယ်ကျမရင်ဆုံးတော့အထီးနှစ်တင်နဲ့အပီးပြောနေတယ်ဟိုနေဒီနေလောက်လိုက်အောင်မယ်နော်ကျမဒီအမျိုးတို့ခုမှမယ်ခွန်လိုက်ပါပြီတူသုံးဆောင်ကြစို့နော်ဟမကိုကကောင်းကောင်းလို့ว่าเยอะนี่เปล่าเด็ดแต่หนูอยากให้ดูดอกตับอะไรเนี่ยเพราะว่าค่ะเนี่ยก็ทำให้สับปีศาจไล่แม่เนาะแป๊บเดียวဒီဘလောင်လေးကဒီနေ့တလားပါပဲနောက်ဘလော့တွေမှာဘလို့ဟင်းလေးကဘလို့စီစဉ်နေနဲ့ချက်ပြုတ်စားသွားပြမယ်ဆိုတာဆက်လက်ကြည့်ရှုပေးပါအောင်ရှင်အဆုံးထိကြည့်ရှုသူများအားလုံးအများကြီးကြည့်ရှုအားလုံးလည်းအရန်ချစ်ပါအားလုံးပဲတတ်တာ